မိတ်ဆွေကဒန်စာတယောက်လိုလဲကချင်တယ်ကမှလည်းဆက်တယ်အကလည်းမတက်ဘူးဆိုရင်တော့မပူပါနဲ့ AI ရှိပါတယ်ဒီဗီဒီယိုထဲလိုကကွယ်မျိုးကိုဓာတ်ပုံလေးတစ်ပုံရှိုံနဲ့ကိုယ်တိုင်ကတဲ့ဆရာမလို့ပဲနဲ့ AI တကူနဲ့လောက်တဲ့နည်းရှိပါတယ်အဲ့ဒီမရှိရတယ်လာပြောင်းနေနဲ့မဟုတ်တာနဲ့လာပြောင်းနေနဲ့မယုံဘူးဟဲ့ငါယူမဟုတ်ဘူးမယုံဘူးမယုံမှုဆိုရင်တော့ဒီဗီဒီယိုကိုအဆုံးထိကြည့်လိုက်ပါ Let's go Okay အဲ့ဒါဆိုရင်တော့ကျွန်တော်အရင်ဆုံးဒီဖုန်းထဲမှာရှိတဲ့ပထောင်စာတစ်ခုခုတွေကိုတွားလိုက်ပါပြီးရင်တော့ကျွန်တော်တို့ဒီရဲ့ server မှာကျွန်တော်တို့ VK AI ဆိုပြီးတော့ရိုက်ရှာလိုက်ပါ VIGGLE AI Okay ဒီမှာရောက်လို့ရှိရင်တော့ဒီအပေါ်ဆုံးကကျွန်တော်တို့ VK AI ဆိုတာကိုနှိပ်လိုက်ပါOkay ကျွန်တော်တို့ကဒီမှာဒီအပေါ်ကတော့ကျွန်တော်တို့ download or app ပေါ့နော်ကျွန်တော်တို့ဒီဟာကို download ဆွဲလို့လည်းရတယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ကဒီ browser ကနေပဲတုံးမယ်ဆိုရင်တော့တယောက်ကကျွန်တော်တို့ဒီ try on web ဆိုတာကိုနှိပ်လိုက်ပါပြီးရင်တော့ကျွန်တော်တို့ရဲ့မှာဒီ Gmail account တစ်ခုခုနဲ့ကျွန်တော်တို့ချိတ်ပေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ sign in with Google ကိုနှိပ်လိုက်ပါမယ်ပြီးရင်တော့ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ Gmail account တစ်ခုခုနဲ့ချိတ်လိုက်ပါ Okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ account ချိတ်လို့ပြီးသွားပြီဖြစ်ပါတယ်ကျွန်တော်တို့ကဗီဒီယိုတွေစလုပ်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီမှာဒီအစိမ်းရောင်နဲ့အလယ်ကဒီအပေါင်းပုံလေးကိုနှိပ်လိုက်ပါပြီးရင်တော့ဒီထဲမှာကျွန်တော်တို့ရဲ့ရွေးချယ်စရာကျွန်တော်တို့ function တွေအများကြီးရှိတယ်ပေါ့နော်ဒီပေါ်မှာဆိုရင်လည်းဒီမှာ mid ဒီမှာ red ဒီမှာဆိုလည်းကျွန်တော်တို့ visual ပေါ့နော်တိုင်းတရားတဲ့ဟာတွေဒီမှာကျွန်တော်တို့ mic နဲ့ကျွန်တော်တို့ဓာတ်ပုံကနေမှကျွန်တော်တို့စကားပြောတဲ့အတန်ပေါ့နော်တယောက်ကတော့ကျွန်တော်တို့ mode ပေါ့နော်ကျွန်တော်တို့ဗီဒီယိုကနေပုံကနေဗီဒီယိုလောက်မှာဖြစ်တဲ့အတွက်ကျွန်တော်တယောက်က mode ကိုနှိပ်လိုက်ပါမယ် Okay ဒီမှာဆိုလို့ရှိရင်အပေါ်မှာတော့ကျွန်တော်တို့ဒီမှာ character နေရာမှာကျွန်တော်တို့ဓာတ်ပုံထည့်ပေးရမှာဖြစ်တယ်ကိုလုတ်ချင်တဲ့ဓာတ်ပုံကိုထည့်ပေးရမှာဖြစ်တယ်အောက်ကကျွန်တော်တို့ motion နေရာမှာတော့ကျွန်တော်တို့ကကိုကစေချင်တဲ့ဗီဒီယိုကိုကျွန်တော် TikTok တို့မဟုတ် YouTube ကနေ download ဆွဲထားပြီးတော့ကျွန်တော်တို့ကဒီမှာထည့်ပေးရမှာဖြစ်ပါတယ် Okay ဒီမှာထည့်မယ်ဆိုရင်ကျွန်တော်ဒီအပေါ်ကကျွန်တော်တို့ upload ဆိုတဲ့နေရာမှာတစ်ချက်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာ upload ကိုထပ်နှိပ်မယ်ပြီးရင်ကျွန်တော်တို့ကဒီ gallery ထဲကနေမှာကိုယ့်ရဲ့ပုံကိုကျွန်တော်တို့ထည့်ပေးလိုက်မယ်ပြီးရင်ဒီမှာ download နှိပ်လိုက်မယ် Okay ကျွန်တော်တို့ခဏစောင့်ပေးရမှာဖြစ်ပါတယ် Okay ဒါဆိုရင်တော့ကျွန်တော်တို့ကတပ်ပုံကဒီမှာရောက်လာပြီဖြစ်ပါတယ်တယောက်ကကျွန်တော် upload a video ပေါ့နော်အဲ့နေရာမှာလည်းတစ်ချက်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာ gallery တွေကိုတွားမယ်ဒီမှာကျွန်တော်တို့ကဒီကိုထည့်ချင်တဲ့ video ကိုထည့်လိုက်မယ်ဒါပေမဲ့တစ်ခုရှိတာကတော့သူက free တုံးတာဖြစ်တဲ့အတွက် video ရဲ့ကြာချိန်က1မိနစ်နဲ့အောက်ဖြစ်ရမယ်နောက်တစ်ခုက video ရဲ့မှာကျွန်တော်တို့ဒီ site ကလည်းကျွန်တော်တို့က MB 50 100ပေါ့နော်သူရဲ့ limit ကအလောက်ပဲပေးထားတယ်ကိုယ်တကယ်လို့ပတ်စံနဲ့ဝယ်တုံးမှာဆိုရင်တော့MB ကောင်းကောင်းနဲ့ကျွန်တော်တို့ဗီဒီယိုအစီအစဉ်တွေကိုတုံးလို့ရပါတယ် Okay ဒီမှာ download နှိပ်လိုက်မယ် Okay ဒါဆိုရင်ကျွန်တော်ဗီဒီယိုကိုထည့်နေတာဖြစ်ပါတယ်Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဗီဒီယိုကိုကျွန်တော်တို့ဒီမှာဓာတ်ပုံကိုထည့်လို့ပြီးပေါ့နော်ပြီးလို့ရှိရင်တယောက်ကကျွန်တော်တို့အစင်းရောင်လေးနဲ့ generate ဆိုတာကိုနှိပ်လိုက်ပါမယ် Okay ဒါဆိုရင်ကျွန်တော်တို့ကဗီဒီယိုစပြီးတော့လုပ်နေပြီဖြစ်ပါတယ်ကျွန်တော်တို့ဗီဒီယိုလုပ်တဲ့အချိန်ကကိုယ့်ရဲ့မှာ internet line ပုံမူတည်ပြီးတော့ကျွန်တော်တို့မိနစ်အနည်းငယ်ကြာနိုင်ပါတယ်ကျွန်တော်တို့ဒီကောင်လေးပြည့်တော့အောင်စောင့်ပေးရမှာဖြစ်ပါတယ်Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဗီဒီယိုလေးကဒီမှာရောက်သွားပြီဖြစ်ပါတယ်ကျွန်တော်တို့ဒီဗီဒီယိုလေးကိုတစ်ချက် play ကြည့်လိုက်မယ်
ကျွန်တော်ဒီဗီဒီယိုကိုကျွန်တော်တို့ download ဆွဲမယ်ဆိုရင်ဒီမှာကျွန်တော်ဒီဘက်မှာ download ဆိုတဲ့ပုံလေးရှိပါတယ်အဲ့မှာကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ပြီးရင်ဒီမှာ download ကိုနှိပ်လိုက်မယ်โอเค download ဆွဲပြီးရင်ကျွန်တော်ဒီမှာ back ထွက်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော် gallery တွေကိုတွားပြီးတော့ကြည့်လိုက်မယ်စောစောကကျွန်တော် download ဆွဲလိုက်တဲ့ဗီဒီယိုကကျွန်တော်တို့ဖုန်းထဲကိုရောက်တယ်လားဆိုတော့တစ်ချက်ကြည့်လိုက်မယ်โอเคဒါဆိုရင်တော့ဒီမှာရောက်လာပြီဖြစ်ပါတယ်တစ်ချက်ကျွန်တော်တို့ဖွင့်ကြည့်လိုက်မယ်ဒီဒါကတော့အခုစောစောကကျွန်တော် AI နဲ့လုပ်ထားတဲ့ဗီဒီယိုဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ဒါ origin တဲ့ဗီဒီယိုဖြစ်ပါတယ်โอเคပါဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်တော့ကျွန်တော် like and share လေးလုပ်ပေးသွားဖို့မမေ့ပါနဲ့